အားလုံးပဲမင်္ဂလာပါကိုခက်မြန်မာ audio book channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ဆရာတော်ရာမင်းရေးသားထားတဲ့လူငယ်တယောက်စိတ်သက်ကြနေသည်ဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားမစင်မီကျွန်တော်ရဲ့ကိုခက်မြန်မာ audio book channel လေးကို like and subscribe မလုပ်ရသေးရင်လုပ်သွားပေးဖို့တောင်းဆိုပါရစေခေါင်းစဉ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးထိခိုက်ရှုနာဖြစ်လာတဲ့အခါတင်ငယ်စိတ်ဆိုတာဟာစိတ်အလိုမကျတာမပြီးပြည့်စုံတယ်လို့ခံစားရတာအမြဲလိုစိတ်ဆင်းရဲနေတာကိုယ့်ဘဝကိုအာမရဖြစ်နေတာကိုတခုခုချိုရင်းနေတယ်ဆိုတဲ့အတွေးတွေနဲ့လူတော်မတိုးရဲဖြစ်နေတာကိုအတုံးမကျဘူးဆိုပြီးတွေးထင်နေတာစတဲ့စိတ်ခံစားမှုအတွေးတွေဟာတင်ငယ်စိတ်ရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်အခုလိုတင်ငယ်စိတ်တွေဟာဘလို့အခြေအနေတွေကစတင်ဖြစ်ပေါ်လာတယ်လဲဆိုတာကျွန်တော်လေ့လာမိသလောက်ရေဘူးရအဖြစ်ပြောပြပါရစေတင်ငယ်စိတ်ရဲ့လက္ခဏာများနံပါတ်1မိဘတွေရဲ့လွန်ကဲတဲ့အပြုအမူများကြောင့်တင်ငယ်စိတ်ဖြစ်ခြင်းသားသမီးတွေကိုဖြစ်ထွန်းစေခြင်းနဲ့စိတ်အောင်မြင်စေခြင်းနဲ့စိတ်ဖြစ်မြောက်စေခြင်းနဲ့စိတ်တွေနဲ့သားသမီးကိုအတင်းဖိအားပေးမိတာတွေလူတော်ဖြစ်စေခြင်းနဲ့စိတ်နဲ့စီကံတင်းကျပ်မိတာတွေစိုးရိမ်လွန်စိတ်နဲ့အလွန်အကျွံဂရုစိုက်ထိန်ချုံမိတာတွေသားသမီးခံစားချက်ကိုနားလည်မပေးပဲကိုယ်ခံစားချက်ကိုရှေ့တန်းတင်မိတာတွေကိုယ်သားသမီးကိုတခြားသူရဲ့သားသမီးတွေနဲ့မကြာခဏနှိုင်းယှဉ်အပြစ်ပြောမိတာတွေသားသမီးရဲ့အမားတွေကိုမျက်စိတောက်ထောက်လက်ရှာတတ်တဲ့မိဘတွေရဲ့အပြုအမူတွေဟာလူမန်းတိရစ္ဆကလေးတွေကိုတိမ်ငယ်စိတ်စတင်ဖြစ်ပေါ်လာစေပြီးအသက်ကြီးတဲ့အထိတိမ်ငယ်တတ်သူတဦးဖြစ်သွားစေနိုင်ပါတယ်နံပါတ်1ကိုဘဝကိုအားမရခြင်းကြောင့်တိမ်ငယ်စိတ်ဖြစ်ခြင်းစ조사တင်တဲ့လောက်စ조사ပါလေရဲ့မျော်လင့်ထားသူစီကအတိမတ်ပြုခြင်းမခံရတာသူတစ်ပါးရဲ့အောင်မြင်မှုကိုကိုယ့်ဖြစ်တည်မှုနဲ့နှိုင်းယှဉ်ပြီးကိုယ့်ဘဝကိုအားမရတာလှုပ်တဲ့လောက်ဖြစ်မလာတာစ조사တဲ့လောက်ပြန်မရတာတွေဟာတိမ်ငယ်စိတ်စတင်ဖြစ်ပေါ်လာစေတဲ့အကြောင်းရင်းတွေကတစ်ချက်ပဲဖြစ်ပါတယ်နံပါတ်3ခွဲခြားဆက်ဆံခံရခြင်းကြောင့်တိမ်ငယ်စိတ်ဖြစ်ရခြင်းလိန်စိတ်တိမ်ညွတ်မှုကြောင့်ဘာသာရေးကြောင့်လူမျိုးကြောင့်အသားအရောင်ကြောင့်ပစ္စည်းဥစ္စာမကြွယ်ဝမှုကြောင့်ဖယ်ကျင်ခံရတာများလာတဲ့အခါခွဲခြားဆက်ဆံခံရတာများလာတဲ့အခါနှိမ့်ချပြောဆိုခံရတာများလာတဲ့အခါတိမ်ငယ်စိတ်တွေဖြစ်ပေါ်လာစေနိုင်ပါတယ်အမြင်သာဆုံးဥပမာပေးရမယ်ဆိုရင်ရုပ်ရည်အတင်ရှိမှအလုပ်ပေးမယ်ဆိုတာမျိုးနံပါတ်4ရုပ်ပိုင်းဆိုင်ရာအားနည်းချက်များကြောင့်တိမ်ငယ်စိတ်ဖြစ်ရခြင်းရုပ်ရည်အသားအရောင်မျက်နှာအနေထားခန္ဓာကိုယ်အချိုးအစားစတဲ့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုတွေကိုအလိုမကျတာမုန်းတီးရွံရှာတာကိုသူများနဲ့နှိုင်းယှဉ်လွန်းတာအကောင်းမမြင်တာတွေဟာလည်းတိမ်ငယ်စိတ်ဖြစ်ပေါ်ရခြင်းရဲ့အကြောင်းရင်းပဲဖြစ်ပါတယ်နံပါတ်5စိတ်တန်ရာ trauma များကြောင့်တိမ်ငယ်စိတ်ဖြစ်ရခြင်းငယ်စဉ်ကလေးဘဝမှာနှုတ်အားဖြင့်ဖြစ်စေအပြုအမူအားဖြင့်ဖြစ်စေစိတ်တန်ရာအပေးခံရတာမရင်းပြုကျင့်ခံရတာယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရတာမိဘဆွေမျိုးသားချင်းတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုခံရတာမေတ္တာငတ်မှုခဲ့ရတာစတဲ့ချိုင်းဟုဘဝမှာ trauma များခဲ့ရတဲ့သူတွေဟာပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရလာပြီးနောက်ဆုံးမှာတော့အရာရာမှာတိမ်ငယ်တတ်တဲ့လူသားတစ်ယောက်အဖြစ်ရပ်တည်ရှင်သန်လာခဲ့ရပါတယ်တိမ်ငယ်စိတ်ကြောင့်လူတွေဟာအမြဲအထီးကျန်တယ်လို့ခံစားရတယ်တခုခုဆိုနာကျင်နေဖို့ပဲသိကြတယ်ကိုပျောက်ဆုံးတယ်လို့ခံစားကြရတယ်အရာရာဟာအတိတ်ပဲမဲ့နေတယ်လို့တွေးထင်နေတတ်ကြပါတယ်တိမ်ငယ်စိတ်အားကြီးလာပြီဆိုရင်ကိုအဆုံးစီရင်နိုင်တဲ့အခြေအနေထိဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုအမြဲဂရုစိုက်ရမယ်နော်တိမ်ငယ်စိတ်ဝင်မလာအောင်လို့လေကျွန်တော်ကနီးလန်းလေးတွေထပ်မံမျှဝေပေးလိုက်ခြင်းပါတယ်ခေါင်းစဉ်တိမ်ငယ်စိတ်ကိုကုစားနိုင်မယ့်နီးလန်းများနံပါတ်1 positive affirmation များရွတ်ဆိုခြင်းနဲ့လိုက်ပါလှုပ်ဆောင်ခြင်း affirmation ဆိုတာကိုပြောတော့ကောင်းမွန်တဲ့စကားလုံးများလို့အဓိပ္ပာယ်ရပါတယ်စိတ်ကလေးငြိမ်းချမ်းနေစေဖို့စိတ်အခြေအနေငြိမ်သက်တည်ကြည်နေစေဖို့နဲ့တိမ်ငယ်စိတ်တွေပြေပြောက်သွားစေဖို့အတွက် affirmation တွေကိုရွတ်ဆိုနိုင်ပါတယ်တကယ်လို့
တဲ့အနေနဲ့စိတ်ညစ်စရာတွေရှိလာခဲ့ပြီးတင်ငယ်စိတ်တွေဝင်လာပြီဆိုရင်ကိုယ်စိတ်ကိုအေးချမ်းသွားစေမယ် affirmation စကားစုဝေးလေးတွေကိုရွတ်ဆိုနိုင်ပါတယ်ဥပမာငါဟာသူများထက်ပိုပြီးစူးစမ်းနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်ငါဟာဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်ငါဟာငါရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်ငါဟာငါကိုအစိတ်တောက်ဖြစ်စေမဲ့အရာတွေကိုရှောင်ကျဉ်ပြီးအေးချမ်းစွာနေထိုင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နံပါတ်1လက်ရှိခံစားနေရတဲ့ခံစားချက်များကိုချရေးခြင်းအခုလက်ရှိဖြစ်ပေါ်နေတဲ့ခံစားချက်တွေအားလုံးကိုစာရွက်အလွတ်တစ်ခုမှာချရေးခြင်းဖြင့်လည်းတင်ငယ်စိတ်ကိုတက်တာစေနိုင်ပါတယ်အခုလိုခံစားချက်အားလုံးကိုချရေးခြင်းဖြင့်ကိုဟာဘလို့အရာတွေကြောင့်အခုလိုခံစားနေရတာလဲဘလို့အရာတွေကြောင့်စိတ်ညစ်ထွေးနေရတာလဲဆိုတာကိုသတိပြုမိသွားမှာဖြစ်ပါတယ်နံပါတ်3တရားထိုင်ပါတရားထိုင်ခြင်းဟာစိတ်ရဲ့တက်နှုံးကြာနှုံးကိုထိန်းညှိပေးပြီးအတွေးအခေါ်ကိုမြင့်မားလာစေဖို့ကူညီပေးစွမ်းနိုင်စွမ်းရှိပါတယ်ဒါအပြင်အတွင်းစိတ်ကိုအေးချမ်းစေပြီးနေပျော်တဲ့ဘဝကိုရရှိလာအောင်ဖန်တီးပေးနိုင်စွမ်းရှိတာဖြစ်လို့တရားထိုင်ခြင်းဟာတင်ငယ်စိတ်ဝင်မလာအောင်လဲတားဆီးပေးနိုင်တဲ့အထီးရောက်ဆုံးသောနည်းလမ်းပဲဖြစ်ပါတယ်နံပါတ်4ကိုလက်ခံခြင်းတကယ်တော့တင်ငယ်စိတ်ဝင်ရတယ်ဆိုတာကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တာကြောင့်လည်းပါပါတယ်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုယ့်ရဲ့အတိတ်ကအဖြစ်အပျက်တွေကိုလက်ခံနိုင်အောင်ကြိုးစားမယ်ဆိုရင်တင်ငယ်စိတ်ဖြစ်เสียအကြောင်းမရှိတော့ပါဘူးကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်လာတာနဲ့အမျှကိုပိုပြီးအာယုံစိုက်လာနိုင်မှာလည်းဖြစ်ပါတယ်ကိုအာယုံစိုက်လာနိုင်တဲ့အခါကိုပျော်ရွှင်ဖို့ကိုအဆင်ပြေဖို့ကိုအေးချမ်းဖို့ကိုတိုးတက်ဖို့ကိုသာတွေးတောလာနိုင်မယ်ကိုအတွက်ကိုတွေးတောဖန်များလာတဲ့အခါကိုတိုးတက်မှုကိုပျော်ရွှင်မှုကိုအဟံအတားဖြစ်စေတဲ့တင်ငယ်စိတ်ဖြစ်ဖို့အချိန်မရှိဘူးဆိုတာသိရှိလာပါလိမ့်မယ်နံပါတ်5တတိပဋ္ဌာန်မှတ်ခြင်းတင်ငယ်စိတ်ဝင်လာတဲ့အခါတတိပဋ္ဌာန်ဘယ်လိုမှတ်ရမလဲဆိုရင်ပထမဆုံးအသက်ရှူတွင်ရှူထုတ်ကို9ချိန်တိတိပြုလုပ်ပါနောက်ပြီးပါဇက်ကငါတင်ငယ်စိတ်လေးဝင်နေပါလားငါအခုတင်ငယ်စိတ်လေးဝင်နေတယ်မကြခင်တင်ငယ်တတ်တဲ့စိတ်ကလေးပြေပြောက်သွားတော့မယ်တင်ငယ်စိတ်ကြောင့်အခုနာကျင်တယ်လို့ခံစားနေရတယ်တင်ငယ်စိတ်ကြောင့်အခုလူတော်မတိုးတယ်လို့ခံစားနေရပါတယ်ဆိုပြီးဒီတင်ငယ်စိတ်အပေါ်တတိထားရှုမှတ်နေခြင်းကိုဆိုလိုတာပါဒီနီးလန်းလေးကလွယ်ကူပြီးရိုးရှင်းတာမို့လုံနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်တင့်အနေနဲ့အထက်မှာဖော်ပြပေးခဲ့တဲ့နီးလန်းလေးတွေကိုသာအသုံးချနိုင်ခဲ့မယ်ဆိုရင်တင်ငယ်စိတ်ကိုအချိန်တိုအတွင်းကုသနိုင်လာမှာပါခေါင်းစဉ်မိမိကိုထိန်းချုပ်ခြင်း self control ဆိုတာမိမိရဲ့အတွေ့မိမိရဲ့စိတ်ခံစားချက်မိမိရဲ့အပြုအမူနဲ့မိမိရဲ့လိုချင်တတ်မှတ်စိတ်တွေကိုဉာဏ်နဲ့ရှင်ပြီးထိန်းချုပ်နိုင်တဲ့စွမ်းရည်ပါကျွန်တော်တို့နေ့စဉ်ဘဝမှာစကားသွားပြောဖို့မတန်တဲ့သူကိုစကားသွားမပြောမိစေဖို့မဖြစ်သင့်တဲ့ကိစ္စတွေကိုဖြစ်မသွားစေဖို့မလုပ်သင့်တဲ့အလုပ်ကိုမလုပ်မိစေဖို့နဲ့မပေါင်းအပ်တဲ့သူတွေကိုစွန့်ပစ်လိုက်နိုင်ဖို့အတွက်ဆိုရင် self control အားကောင်းနေမှာရပါမယ်တကယ်လို့သင်က self control အားကောင်းတဲ့သူဖြစ်လာတဲ့အခါနံပါတ်1ကိုယ်တန်ဖိုးကိုနားမလည်သူတွေအနားမှာမနေဖြစ်တော့ဘူးနံပါတ်2အရေးမပါတဲ့လူတွေအတွက်အချိန်မကုန်တော့ဘူးနံပါတ်3တိကျတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်လာနိုင်မယ်နံပါတ်4စိတ်ခံစားချက်အတက်အကျမြန်မှုကိုထိန်းကိုတက်လာမယ်နံပါတ်5 energy ကောင်းလာမယ်နံပါတ်6 mental health လည်းကောင်းလာမယ်နံပါတ်9ကိုပိုပြီးအာရုံစိုက်လာနိုင်မယ်နံပါတ်8ဖြစ်ချင်တာထက်ဖြစ်တဲ့နာကိုပိုလုံလာနိုင်လိမ့်မယ်နံပါတ်9အရင်ကထက်ပိုပြီး grow up ဖြစ်လာမယ်self control အားကောင်းအောင်ဘယ်လိုလုပ်ရမလဲနံပါတ်1အားတင်းပြီးထိန်းချုပ်ပါဒီနီးလန်းကမလွယ်ကူတာမို့အစာပိုင်းမှာတော့ခက်ခဲလေ့ကျင့်ယူရပါလိမ့်မယ်ဒီလိုလေ့ကျင့်ယူရင်နဲ့တဖြည်းဖြည်းထိန်းချုပ်မှုအားပိုမိုကောင်းမွန်လာပြီးတစ်ခုခုဆိုအလုပ်တစ်ခုလိုလိုက်ထိန်းချုပ်နေစရာမလိုတော့ပဲကိုယ့်ရဲ့အတီးစိတ်ကသူ့အလိုထိန်းချုပ်လာနိုင်ပါလိမ့်မယ်ဥပမာကိုလာဆဲတဲ့ comment တစ်ခုကိုပြန်ဆဲခြင်းနဲ့ဆိုပါစို့ဒါပေမဲ့
အကောင့်ထဲမှာလည်းလူကြီးတွေရှိနေတယ်မတင်တော်ဘူးလို့ထင်တယ်ဒီဆဲကျင်စိတ်ကိုထိန်းချုပ်ချင်နေပေမဲ့ဒေါသတအားဖြစ်နေပြီမို့ထိန်းချုပ်ဖို့ခက်ခဲနေတယ်ဆိုရင်လက်သီးလေးကို21စက္ကန့်အကြာကြစ်ကြစ်ပါအောင်စုပ်ပြီးတုတ်ပြန်ခြင်းစိတ်ကိုတင်းခံထားလိုက်ပါဒီလိုအာတင်ပြီးထိန်းချုပ်ပံများလာတဲ့အခါအချိန်ကာလတစ်ခုမှာပြဿနာကိစ္စရပ်တွေအပေါ်အလိုလို self control လုပ်နိုင်လာပါလိမ့်မယ်နံပါတ်1မိမိကိုယ်ကိုစီကံတတ်မှတ်ပါမလုပ်သင့်ဘူးမဖြစ်သင့်ဘူးလို့ယူဆရတဲ့လုပ်ရက်တွေအပေါ်မှာဒီနေ့တရက်တော့ဒီလုပ်ရက်ကိုလုံးဝမလုပ်ဘူးဆိုပြီးကိုကိုစီကံလေးတစ်ခုတတ်မှတ်လိုက်ခြင်းကိုဆိုလိုတာပါဥပမာနံပါတ်1ဒီနေ့တော့ငါတန်ဖိုးကိုမသိတဲ့ crush နဲ့လုံးဝစကားတော့မပြောဘူးနံပါတ်2ဒီနေ့တရက်တော့လုံးဝစဲလင်မတော့ဘူးနံပါတ်3 no လို့ပြောပါဖြစ်တဲ့အရာတစ်ခုမလုပ်တဲ့အရာတစ်ခုကိုကျူးလွန်ဖို့စတင်မိလိုက်တဲ့အခါ no လို့ကိုပြန်ပြောပြီးအာရုံလွှဲလိုက်ပါဥပမာနံပါတ်1ဝိတ်လျှော့နေတဲ့ကာလမှာကယ်လိုရီများတဲ့အစားအသောက်တွေကိုစားခြင်းစိတ်ဖြစ်ပေါ်လာတဲ့အခါ no လို့ပြောပါနံပါတ်2စာချက်နေစဉ်ဖုန်းကင်ခြင်းစိတ်ဖြစ်ပေါ်လာတဲ့အခါ no လို့ပြောပါနံပါတ်3ပိုင်ရှင်ရှိပြီးသားသူကိုပိုင်ဆိုင်ခြင်းစိတ်ဖြစ်လာတဲ့အခါ no လို့ပြောပါကျွန်တော်တို့ဘဝအတွက်အရေးမပါတဲ့သူတွေကိုဘဝတွေကမောင်းထုံနိုင်ဖို့ကိုအစိတ်တောက်ဖြစ်စီသူတွေကိုလစ်လူရှုနိုင်ဖို့မဖြစ်တဲ့အရာတွေကိုဖြစ်မသွားစေဖို့ self control အားကောင်းအောင်ဒီနည်းလမ်းလေးတွေအတိုင်းဒီနေ့ကစပြီးစူးစမ်းပါခေါင်းစဉ်စိတ်ကြယောဂ depression စိတ်ကြယောဂဖြစ်ခြင်းကိုရေဘူးရအားဖြင့် depression ဖြစ်တယ်လို့ခေါ်ဆိုနိုင်ပါတယ်ဝမ်းနည်းမှုနဲ့စိတ်ပင်ပန်းမှုတွေကိုခဏတစ်ဖြုတ်ခံစားရရုံနဲ့ depression ဖြစ်နေတယ်လို့ပြောလို့မရပါဘူးတကယ် depression ဆိုတာဝမ်းနည်းမှုမပျော်ရွှင်ရမှုစိတ်ဖိစီးနှိပ်စက်မှုကိုအချိန်ကာလအတော်ကြာခံစားရပြီးကိုရောကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပါစိတ်ကုံသွားတာမျိုးကိုဆိုလိုတာပါကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်အရတစ်ကမ္ဘာလုံးမှာလူပေါင်း264တန်းခန့်ဟာစိတ်ကြယောဂါလို့ခေါ်တဲ့ depression ကိုခံစားနေကြရပါတယ်။ depression ဟာ suicide လုပ်ဖို့အထိဖြစ်လာနိုင်တဲ့စိတ်ယောဂါဖြစ်တဲ့အကြောင်းကိုလည်းအသိပေးပါရစေ။ depression ရဲ့လက္ခဏာများနံပါတ်1လူဘဝကနေပြောစရာမကောင်းတော့ဘူးလို့အချိန်ကြာခံစားလာရခြင်းနံပါတ်2ကိုရောလောကကြီးကိုပါစိတ်ကုံလာခြင်းနံပါတ်3နေ့ရက်တိုင်းကအတိတ်ပဲမဲ့နေတယ်လို့ခံစားရခြင်းနံပါတ်4တခုအပေါ်အာယုံစူးစိုက်နိုင်မှုလျော့နေခြင်းနံပါတ်5ရပ်ပေါင်းများစွာကြာဝမ်းနည်းကြေကွဲနေရခြင်းနံပါတ်6လင်ကိစ္စအားစိတ်ဝင်စားမှုလျော့ကျသွားခြင်းနံပါတ်9တက်တည်ဖို့အကြိမ်ကြိမ်ကြိုးစားခြင်းသို့မဟုတ်အကြိမ်ကြိမ်တွေးတောကြံစည်ခြင်းနံပါတ်10အိပ်ပျက်ညတွေများပြားလာခြင်းနံပါတ်9အစာအလွန်အကျွံစားခြင်းသို့မဟုတ်အစားတောက်ပြတ်ခြင်းနံပါတ်10တယောက်တည်းတည်တဲ့နေရတာကိုကြိုက်လာခြင်းနံပါတ်17အကြောင်းအရာတစ်ခုကိုထပ်ခါတွေးတောပြီးဝမ်းနည်းခံစားနေရခြင်းနံပါတ်12ကိုဂယူးဆိုင်ဖို့အလွန်အကျွံမေ့နေခြင်းနံပါတ်13မကောင်းမြင်ဝါဒများလာခြင်းဖြစ်ပါတယ်ခေါင်းစဉ် depression ကိုဘယ်လိုကုစားကြမလဲနံပါတ်1 mindfulness ကစိတ်အတက်ကြမြန်မှုကိုထိန်းချုပ်ပေးနိုင်တဲ့လေ့ကျင့်စဉ်တစ်ခုဖြစ်ပါတယ် mindfulness ဆိုတာတကယ်တော့တတိပဋ္ဌာန်တရားမှတ်ခြင်းပါပဲတတိပဋ္ဌာန်တရားမှတ်ခြင်းဟာဝမ်းနည်းနေရင်ဝမ်းနည်းနေတယ်ပျော်ရွှင်ရင်ပျော်ရွှင်နေတယ်တပြက်စီးလဲနေရင်တပြက်စီးလဲနေတယ်လမ်းလျှောက်နေရင်လမ်းလျှောက်နေတယ်ဆိုတာတွေကိုတတိလေးကပ်ပြီးသိရှိနေခြင်းကိုဆိုလိုတာပါဥပမာစိတ်ခံစားချက်မကောင်းလို့မျက်ရည်တွေကျလာတဲ့အခါငါစိတ်ကလေးမငြိမ်းမချမ်းဖြစ်နေတယ်ဟောပါးပြင်ပေါ်ကိုလည်းမျက်ရည်ဆက်ကလေးတွေကျလာပြီးမျက်ရည်ဆက်ကလေးတွေနှာခမ်းရဲ့အနီးကိုရောက်ရှိလာပြီးနှာခမ်းရဲ့အနီးမှာရှိတဲ့မျက်ရည်ဆက်ကလေးတွေတစ်ဆက်ချင်းမြေပြင်ပေါ်ကိုကျသွားပြီးဆိုပြီးလက်ရှိဖြစ်နေတဲ့အဖြစ်အပျက်အပေါ်တတိပဋ္ဌာန်တရားမှတ်ခြင်းကိုဆိုလိုတာပါနံပါတ်2ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြည့်ပါလေ့ကျင့်ခန်းလုပ်ခြင်းဟာကိုယ်ခန္ဓာကိုကျန်းမာတန်ဆွမ်းစေုံသာမက happy hormone လို့ခေါ်တဲ့ပျော်ရွှင်စေတဲ့ဟော်မုန်းတွေလည်းထွက်လာစေပါတယ်ဒါကြောင့်စိတ်ကြဝေဒနာခံစားလာရတဲ့အခါပထမဆုံးအနေနဲ့ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြည့်ပါ
နံပါတ်3စိတ်ခွန်အားဖြည့်စာအုပ်တွေဖတ်ကြည့်ပါစိတ်ခွန်အားဖြည့်စာအုပ်တွေကတင်းရဲ့ဝမ်းနည်းပူဆွေးမှုကိုအချိန်တစ်ခုအထိကုသပေးနိုင်စွမ်းရှိရမို့စိတ်ကြဝေဒနာဖြစ်လာတဲ့အခါစိတ်ခွန်အားဖြည့်စာအုပ်တွေဖတ်ကြည့်နိုင်ပါတယ်နံပါတ်4မြူးကြွားတဲ့သချင်းလေးတွေနားထောင်ကြည့်ပါသချင်းတွေကဒိုပါမင်ဆီရိုတိုနင်းတို့လိုပျော်ရွှင်စေတဲ့ဟော်မုန်းလေးတွေထွက်ရှိလာဖို့လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်ဒါကြောင့်စိတ်မပျော်ရွှင်ရတဲ့အခါမြူးကြွားတဲ့သချင်းလေးတွေနားထောင်ကြည့်ပါနော်တခုတတိပေးချင်တာကစိတ်မပျော်မရွှင်ဖြစ်နေတဲ့အချိန်မှာအသေးခွဲသချင်းတို့စိတ်အားငယ်စေမဲ့သချင်းတို့လက်ရှိအခြေအနေထက်ပိုပြီးဝမ်းနည်းသွားစေမဲ့သချင်းအမျိုးအစားတွေကိုတော့နားထောင်မမိပါစေနဲ့နော်နံပါတ်9မိနစ်ထက်ပိုတွေးတတ်တဲ့အကျင့်ကိုရအောင်ဖျောက်ပါအတွေးတွေကကျွန်တော်တို့ရဲ့စိတ်ကိုအကျဉ်းချင်းတည်စေပါတယ်ဒါကြောင့်ကိုစိတ်မကောင်းဖြစ်စေမဲ့အတွေးတွေကို9မိနစ်ထက်ပိုတွေးတတ်တဲ့အကျင့်ကိုမရအောင်ဖျောက်ပြပါနံပါတ်6ကုသမှုခံယူပါစိတ်ကြယောဂါကိုကုသဖို့အတွက်စိတ်ကုထုံးနဲ့ဆေးဝါးကုထုံးဆိုတဲ့နှစ်မျိုးမှာတစ်မျိုးနဲ့ကုသနိုင်ပါတယ်အခုလိုကုသမှုခံယူခြင်းပါတယ်ဆိုရင်တော့စိတ်ကျန်းမာရေးဆရာဝန်စိတ်ပိုင်းဆိုင်ရာကုသမှုပေးတဲ့ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်ခေါင်းစဉ်မိမိကိုလေးစားခြင်း self respect ဆိုတာကိုလေးစားတတ်ခြင်းပါ self respect အားကောင်းသူတွေဟာကိုလည်းလေးစားတတ်တယ်လို့တခြားသူတွေကိုလည်းလေးစားတတ်ကြပါတယ်ဒါကြောင့်ပဲကျွန်တော်တို့တွေဟာ self respect အားကောင်းအောင်လေ့ကျင့်သင်ယူဖို့လိုအပ်ပါတယ် self respect ကိုဘယ်လိုတည်ဆောက်မလဲနံပါတ်1မျက်နှာမများပါနဲ့ self respect ရှိတဲ့သူတွေဟာကိုတန်ဖိုးထားတတ်ကြသလိုကိုယ့်ရဲ့ partner ကိုလည်းတန်ဖိုးထားတတ်ကြပါတယ်နောက်ပြီးကိုယ့်ရဲ့ image ကိုကျဆင်းစေမယ်အပြုအမူတွေလည်းရှောင်ကျဉ်တတ်ကြပါတယ်ဒါကြောင့် self respect အားကောင်းခြင်းနဲ့ဆိုရင်မျက်နှာမများပါနဲ့တယောက်ဆိုတယောက်ပဲချစ်ပါနံပါတ်2ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဖြစ်မြောက်အောင်လှုပ်ဆောင်ပါကိုယ်တိုင်ချမှတ်ခဲ့တဲ့စီကံချက်တွေ time table တွေကိုအစီအစဉ်တွေကိုဖြစ်မြောက်အောင်လုပ်ကင်ခြင်းဟာကို respect ပေးခြင်းတစ်မျိုးပါပဲဘာလို့လဲဆိုတော့အခက်ခဲတွေအများကြီးတွေကမှချမှတ်ခဲ့တဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုကိုယ်တိုင်လေးစားလိုက်နာတဲ့အနေနဲ့မဖြစ်အောင်လုပ်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်နံပါတ်3ကိုယ့်ရဲ့ဖြစ်တည်မှုကိုလေးစားပါမိမိဟာဝါသည်ဖြစ်စေပိန်သည်ဖြစ်စေပူသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေနောက်ဆုံးဒုက္ခိတပဲဖြစ်နေပါစေကိုယ့်ရဲ့ဖြစ်တည်မှုလေးပေါ်မှာ respect ထားပေးပါချစ်ခင်ပေးပါကိုအမြဲလူရဝင်တယ်လို့သတ်မှတ်ပေးပါနံပါတ်4ကိုအပြစ်မတင်ပါနဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးပလိန်ခံရတဲ့အခါစိတ်ထားပြောင်းညံ့လို့ပလိန်ထားခံရတဲ့အခါဉာဏ်ရည်သွေးနှိမ့်လို့ပလိန်ခံရတဲ့အခါဘလို့အကြောင်းတွေကြောင့်ပဲဖြစ်လူတွေကိုပလိန်လောက်တာခံရတဲ့အခါမှာငါဘာလို့ဒီလိုဖြစ်နေရတာလဲငါဘာလို့ရုပ်ဆိုးနေရတာလဲငါဘာလို့မချမ်းသာရတာလဲဆိုတဲ့စိတ်အနှောင့်အယှက်ဖြစ်เสียအတွေးတွေတွေးပြီးကိုမမုန်းတီးလိုက်ပါနဲ့ကိုပြန်ပြီးအပြစ်မတင်လိုက်ပါနဲ့ကိုရိုသေလေးစားတဲ့သူတိုင်းဟာကိုယ့်ရဲ့ဖြစ်တည်မှုကိုလေးစားသလိုလက်ရှိပိုင်ဆိုင်ထားတဲ့အရာဝတ္ထုတွေအပေါ်မှာလည်းလေးစားမှုရှိကြပါတယ်နံပါတ်4ကိုအားနာဖို့မမေ့ပါနဲ့ self respect အားကောင်းခြင်းပါတယ်ဆိုရင်လူတွေအပေါ်အားနာတတ်တဲ့အကျင့်ကိုဖျောက်ပါကျွန်တော်တို့တွေဟာလူတွေအပေါ်အားနာတာများလာတဲ့အခါကိုအားနာဖို့မေ့သွားတတ်ပါတယ်ကိုအားနာဖို့မေ့သွားတဲ့အခါလောကကြီးမှာရှင်သန်ရတာအတိတ်ပဲမဲ့တယ်လို့ပင်ပန်းတယ်လို့ဖြစ်လာတတ်ပါတယ်သူတစ်ပါးကိုအားနာပြီးကိုအားမနာတတ်တဲ့သူတွေဟာတန်ဖိုးမရှိတဲ့သူတွေအဖိုးမတန်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးကိုဟာကိုအတွက်ရောတခြားသူတွေအတက်ပါအဖိုးတန်လေးတန်ဖိုးရှိသူလေးဖြစ်ချင်ပါတယ်ဆိုရင်တော့သူများကိုအားနာနေမယ့်အစားကိုပဲအားနာပါခေါင်းစဉ်ကိုခွင့်လွှတ်ခြင်း self forgiveness ငါဘာကြောင့်ဒီအမားကိုလုပ်ခဲ့ရတာလဲအတုံးမကျလိုက်တာငါဘာလို့ဒီလိုပြောလိုက်ရတာလဲကိုစိတ်ပြက်လိုက်တာငါဘာလို့အဲ့ဒီကိုသွားခဲ့မိတာလဲကိုမုန်းလိုက်တာငယ်စဉ်ကလေးဘွားကနေအခုအချိန်ထိအမားတွေအများကြီးကိုကျွန်တော်တို့လုံမိခဲ့ကြတယ်အဲ့ဒီအမားတွေထဲမှာမရင်ကျက်ခဲ့လို့လှုပ်လိုက်မိတဲ့အမားတွေလည်းပါနိုင်တယ်လို့မထင်မှတ်ဖဲကျူးလွန်လိုက်မိတဲ့အမားတွေလည်းများစွာပါနိုင်ပါတယ်သိလို့ပဲလို့မသိလို့ပဲလို့ဖြစ်ပျက်ခဲ့တဲ့အမားတွေအတွက်နောင်တရပြီးကိုအပြစ်တင်မုန်းတီးနေမယ့်အစားဒီလိုအမားမျိုးနောက်တစ်ခါမလုပ်မိအောင်
ဒီလိုနောင်တမျိုးနောက်တစ်ခါမကြုံရအောင်သင်ခန်းစာယူပြီးကိုခွင့်လွှတ်နိုင်အောင်ကြိုးစားပါ self forgiveness ဆိုတာနောက်ထပ်ရှင်သန်ရအောင်မဲ့ကာလတွေမှာနောင်တကင်းကင်းနဲ့ကောင်းမွန်စွာရှေ့ဆက်နိုင်ဖို့အတွက်အတိတ်ကမိမိနဲ့ပြစ္ဆုတ်ပံကမိမိကိုငြိမ်းချမ်းရေးယူခြင်းပါပဲကိုခွင့်လွှတ်နိုင်ဖို့ဘာတွေလုပ်ကြမလဲနံပါတ်1ကိုတောင်းပန်ခြင်းပထမဆုံးအနေနဲ့အတိတ်ကမှားခဲ့ဘူးတဲ့အမားတွေအတွက်ကိုဘယ်လောက်ထိစိတ်ပြတ်နေမိတာလဲဘယ်လောက်ထိခွင့်မလွတ်နိုင်ဖြစ်နေရတာလဲဆိုတဲ့ကိုယ့်ရဲ့စိတ်ခံစားချက်အတိမ်အနက်ကိုသိအောင်လုပ်ပါသိပြီဆိုတာနဲ့ကိုတောင်းပန်တဲ့အနေနဲ့ကိုယ့်ရဲ့ရှင်ထဲမှာဖြစ်ချင်နေတဲ့စိတ်ခံစားချက်လေးတွေကိုအာရုံစိုက်ပေးပါအဲ့ဒီစိတ်ခံစားချက်လေးတွေအတိုင်းလိုက်ရောပေးလိုက်ပါဥပမာလက်ပတ်နာရီတစ်လုံးကိုအရန်လိုချင်နေတယ်ဆိုပါစို့ဒီအခါကိုယ့်ရဲ့စိတ်အတွင်းမှာဖြစ်ပေါ်လာတဲ့အဲ့ဒီခံစားချက်လေးကိုအာရုံစိုက်ပေးတယ်ဂရုစိုက်ပေးတယ်ဆိုတဲ့သဘောမျိုးနဲ့လိုချင်နေတဲ့နာရီလေးကိုဝယ်ပေးလိုက်ပါအယိုးရှင်းဆုံးပြောရရင်စိတ်ဆိုးနေလို့ချော့တဲ့သဘောမျိုးခွင့်လွှတ်ပေးဖို့တောင်းပန်တဲ့အနေနဲ့လိုချင်တာဝယ်ပေးတဲ့သဘောမျိုးပါနံပါတ်2အတိတ်ကအမားတွေကိုလူလားလားအတိအမှတ်ပြုပြီးလက်ခံလိုက်ခြင်းအတိတ်ကအမားတွေကိုပြုပြင်ဖို့ခက်ခဲနေပြီဆိုရင်ပထမဆုံးအနေနဲ့သင်မှားခဲ့ကြောင်းလက်ခံလိုက်ပါဟုတ်တယ်ငါမှားခဲ့တယ်လို့ပါဇက်ကထုတ်ဖော်ရေရွတ်ပြီးအမားတွေကိုအတိအမှတ်ပြုလိုက်ပါခေါင်းထဲကရောရင်ဘတ်ထဲကပါအတွေးတွေကိုဖွင့်ထုတ်လိုက်တဲ့အခါသင်အတွက်ဝင်တော့ဝင်ဖို့မဖြစ်တော့ပဲတက်တာသွားပါလိမ့်မယ်ဒါအပြင်သင်လှုပ်ခဲ့ဘူးတဲ့အမားတွေကနေသင်ခန်းစာယူဖို့လဲလွယ်ကူသွားစီပါလိမ့်မယ်နံပါတ်3ကိုအကြံပေးခြင်းတင်းတငယ်ချင်းတာသင်လှုပ်ခဲ့တဲ့အမားမျိုးကိုကျူးလွန်ခဲ့မိမယ်ဆိုရင်သင်သူတို့ကိုဘယ်လိုအကြံပေးမှာပါလဲသင်သူတို့ကိုပေးမဲ့အဲ့ဒီအကြံအတိုင်းသင်ကိုယ်တိုင်လှုပ်ဆောင်ကြည့်ပါဒီအခါကိုကအကြံပေးသူအနေနဲ့ဖြစ်သွားပြီးကိုယ်တိုင်ဘာတွေဆက်လုပ်သင့်နေဆိုတာပါသိရှိသွားပါလိမ့်မယ်ဒါအပြင်တချို့အမားတွေဟာအပြစ်တင်စရာမဟုတ်ကြောင်းနားလည်လာပါလိမ့်မယ်နံပါတ်4လွတ်ချခြင်းနဲ့ခွင့်လွှတ်ခြင်းစုပ်ကင်ထားတဲ့အတိတ်ကအမားတွေနဲ့နောင်တတွေကိုလွတ်မချနိုင်သေးခွင့်မလွတ်နိုင်သေးသေးကျွန်တော်တို့အေဂျင့်တာယာနေမှာမဟုတ်သလိုရှေ့ဆက်လို့လည်းရမှာမဟုတ်ပါဘူးအတိတ်ကအမားတွေကိုလွတ်ချနိုင်လိုက်တဲ့အခါကျွန်တော်တို့ဘဝဟာပိုပြီးအတိတ်ပဲရှိလာပါလိမ့်မယ်ကိုခွင့်လွတ်နိုင်လာတဲ့အခါကျွန်တော်တို့ဘဝဟာအရင်ကထက်ပိုပြီးပျော်ရွှင်စရာကောင်းလာပါလိမ့်မယ်ကိုစိတ်ဒုက္ခအမျိုးမျိုးပေးခဲ့တဲ့တခြားသူတွေကိုခွင့်လွတ်ပေးနိုင်အောင်ကြိုးစားတာဟာပညာတရက်ဖြစ်တယ်လို့ကိုခွင့်လွတ်နိုင်အောင်ကြိုးစားတာဟာကောင်းမွန်တဲ့အလေးချင်းတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့မှာရှေ့ဆက်ရမယ့်ခရီးလမ်းတွေနဲ့ဆက်လက်ရေးရအောင်မဲ့တမိုင်းကအရှိကြီးရှိပါသေးတယ်ဒါကြောင့်ကိုမြန်ခွင့်လွတ်ပြီးမြန်လွတ်မြောက်ခွင့်ပေးလိုက်ပါနော်ခေါင်းစဉ်အတိပေးလွှာနောက်စာမျက်နှာမှာပါရှိတဲ့အတ္တကြီးတဲ့မိဘများ narcissist parent ဆိုတဲ့စာစုလေးဟာအတ္တကြီးတဲ့မိဘတွေကိုရည်ရွယ်ပြီးသူတို့ရဲ့အတ္တကြောင့်သားသမီးတွေဘလောက်ထိစိတ်ဒဏ်ရာရနေကြောင်းကိုရေးသားထားတာဖြစ်ပါတယ်တကယ်လို့တဲ့အနေနဲ့ပြုစုပြောထောင်မှုကောင်းတဲ့မိဘအတ္တဝါဒကိုအခြေခံပြီးသားသမီးတွေကိုမအုပ်ချုပ်တဲ့မိဘဆိုရင်ဒီစာစုလေးကိုကြော်သွားဖို့တောင်းဆိုပေးရစေနောက်ပြီးတဲ့အနေနဲ့ပြုစုပြောထောင်မှုကောင်းတဲ့မိဘနဲ့ကြုံတွေ့ခဲ့ရတဲ့သားသမီးအတ္တဝါဒကိုအခြေမခံပဲသားသမီးတွေကိုအေးချမ်းစွာပြုစုပြောထောင်တဲ့မိဘနဲ့ကြုံတွေ့ခဲ့ရတဲ့သားသမီးဆိုရင်ဒီစာစုလေးကိုမဖတ်ဖဲကြော်သွားဖို့မေတ္တာရက်ခံပါရစေ။တင့်ရဲ့အတ္တစိတ်တွေကြောင့်တင့်သားသမီးတွေအယံပင်ပန်းနေကြပါပြီ။တချို့နေ့ရက်တွေမှာသူတို့လေးတွေရှင်သန်ခြင်းစိတ်မရှိတော့လောက်အောင်ခက်ခဲနေကြသလိုတချို့နေ့ရက်တွေမှာမိဘတွေရဲ့အဝေးဆုံးကိုပြေးထက်သွားခြင်းလောက်အောင်နာကျင်နေကြပါတယ်။ခေါင်းစဉ်အတ္တကြီးတဲ့မိဘများ narcissist parent အတ္တကြီးတဲ့မိဘတွေနဲ့နေရတာများလာတဲ့လူငယ်တွေဟာတာမန်လူတွေထက်စိတ်ဒဏ်ရာတွေပိုများကြတယ်။နောက်ပြီးသူတို့ရဲ့ဘဝရဲ့ရခဲ့ဘူးတဲ့စိတ်ဒဏ်ရာတွေထဲမှာသူတို့မိဘတွေပေးတဲ့စိတ်ဒဏ်ရာကအများဆုံးတယ်။အတ္တကြီးတဲ့သူတွေကကိုယ်စိတ်ဆန္ဒကလွဲရင်တခြားသူရဲ့စိတ်ဆန္ဒကအရေးမကြီးဘူးလို့ထင်တတ်ကြပါတယ်။ကိုပြောတာသာအမှန်ကိုလုပ်တာအမှန်ဆိုပြီးအမြဲတွေးထင်နေလေရှိကြပါတယ်ဒီထဲမှာ narcissist parents လို့ခေါ်တဲ့အတ္တကြီးတဲ့မိဘတွေလည်းအပါဝင်ဖြစ်ပါတယ်အတ္တကြီးသူတွေရဲ့သားသမီးအပေါ်ပြုစုပြောထောင်တဲ့ပုံစံဟာအတ္တဝါဒကိုအခြေခံတဲ့ဘက်သွားပါတယ်တခုခုဆိုရင်သူတို့ပြောတာအမှန်သူတို့လုပ်တာအမှန်
သူတို့ပြောသလိုသာလုပ်ရမယ်သူတို့ပြောသလိုလုပ်ရင်ကောင်းတာတွေဖြစ်မယ်ဆိုပြီးသားသမီးတွေကိုထိန်းချောင်းတာများပါတယ်ဒီလိုအတ္တကိုအခြေခံပြီးသားသမီးတွေကိုပြုစုပြိုးထောင်လိုက်တဲ့အတွက်သားသမီးတွေဘလောက်ထိစိတ်တန်ရာရသွားမလဲဆိုတာသူတို့မတွေးကြပါဘူးအဓိကကသူတို့စကားကိုသူတို့သားသမီးတွေအမြဲနားထောင်နေဖို့သူတို့ကိုသားသမီးတွေအမြဲလေးစားနေဖို့သူတို့ကိုသားသမီးတွေအမြဲကြောက်နေဖို့ပဲအရေးကြီးတာပါတခါတလေမှာအတ္တကြီးတဲ့မိဘတွေဟာသားသမီးနဲ့ပတ်သက်လာရင်အမြဲဒေါသကြီးကြသလိုနေကတနေရာမှတုံးစားမရဘူးသူများသားသမီးတွေဆိုရင်အလုပ်တွေလုပ်မိဘကိုထောက်ပံ့နိုင်နေပြီနင့်ကိုမွေးမိတာငါအယမ်းမားတယ်စတဲ့စကားလုံးတွေကိုလည်းအထင်းအကွမဲ့စွာပြောဆိုလေးရှိတတ်ကြပါတယ်အခုလိုသူတို့အော်ဟစ်ဆဲဆိုလိုက်လို့ကို့သားသမီးအရှက်ရသွားမလားဆိုတာကိုသူတို့အနေနဲ့မတွေးတော့မိကြပါဘူးအဓိကသူတို့ပြောသလိုမလုပ်ရင်အော်မယ်ဟစ်မယ်အရှက်ခွဲမယ်ရိုက်နှက်ဆုံးမမယ်ဆိုတာမျိုးပါဒီလိုလုပ်တယ်ဆိုတာသူတို့စိတ်ထဲမှာသားသမီးကိုနစ်နာစေလိုတဲ့ဆန္ဒမရှိပေမဲ့သူတို့ဖြတ်တန်းခဲ့ရတဲ့နေထိုင်မှုပုံစံဘဝအခြေအနေတွေကြောင့်သာဒီလိုဖြစ်နေရတာမျိုးပါတခါတလေမှာသားသမီးအပေါ်ဖြစ်ထွန်းစေခြင်းနဲ့စိတ်အယမ်းများသွားတဲ့အခါကို့သားသမီးတွေဘာဖြစ်ချင်နေလဲဆိုတာမသိတော့ပဲကိုဘာဖြစ်ချင်နေတာလဲဆိုတာပဲသိကြပါတယ်သားသမီးတွေဘလောက်စူးစမ်းနေပါစေစိတ်တိုင်းမကြဘူးအကောင်းမြင်မပေးဘူးအမားကိုမျက်စိတောက်ထောက်လိုက်ရှာပြီးအပြစ်တင်ဝေဖန်ကြတယ်ကို့သားသမီးကိုအခြားသားသမီးတွေနဲ့လိုက်နိုင်ရှင်ပြီးပြောကြတယ်ကြာလာတော့ဒီလိုပြုတ်မှုခံရတဲ့သားသမီးတွေမှာ inferiority complex လို့ခေါ်တဲ့စိတ်ယောဂတစ်မျိုးဆွဲကပ်လာတယ်ဒီစိတ်ယောဂကြောင့်အရာရာမှာတိမ်ငယ်စိတ်ဝင်ကြတယ်စိတ်အတက်ကြမြန်ကြတယ်အမြဲအထီးကျန်တယ်လို့ခံစားကြရတယ်နောက်ပြီးမိဘနဲ့အတူနေရမှာကြောက်လာတာမိဘနဲ့စကားပြောရမှာကြောက်လာတာမိဘကိုတိုင်ပင်ရမှာကြောက်လာတာမိဘကိုမိမိရဲ့အခက်အခဲတွေပြောပြရမှာကြောက်လာတာမိဘကိုမိမိရဲ့အိမ်မက်တွေအကြောင်းပြောပြရမှာကြောက်လာတာမိဘရဲ့ဆဲတံစိုးတံတွေကိုကြောက်လာတာစားတဲ့ကြောက်စိတ်တွေလည်းဝင်လာကြပါတယ်တခါတလေမှာသားသမီးကိုမွေးထားတဲ့မိဘတွေပဲစိတ်ပင်ပန်းတာမျိုးမဟုတ်ပဲအတ္တကြီးတဲ့မိဘတွေရဲ့မွေးဖွားခြင်းကိုခံထားရတဲ့သားသမီးတွေလည်းစိတ်ပင်ပန်းတာမျိုးစိတ်ဒဏ်ရာရတာမျိုးတွေရှိကြောင်းသိစေချင်ပါတယ်နောက်ပြီးအတ္တကြီးတဲ့မိဘတွေဟာတိုင်ပင်လို့မရတဲ့သူတွေထဲမှာပါပါတယ်တခုခုတိုင်ပင်လိုက်တိုင်းမှာသားသမီးတွေဘက်မှာအမြဲရှိနေမပေးတတ်ကြပါဘူးတိုင်ပင်လိုက်တိုင်းမှာသားသမီးတွေနဲ့မိဘအမြဲရန်ဖြစ်ရတာမို့နောက်ပိုင်းမှာသားသမီးတွေဟာမိဘတွေကိုမတိုင်ပင်ကြတော့ပဲပြဿနာတွေကိုတယောက်တည်းကြိတ်ပြီးဖြေရှင်းလာကြပါတော့တယ်ဒီအခါအမားတွေဖြစ်လာကြတယ်လမ်းမားတွေရောက်ကြပါတော့တယ်ဒါကြောင့်မိဘတွေကိုပြောချင်တာကသားသမီးတွေကိုတကယ်ချစ်တယ်ဆိုရင်အတ္တစိတ်လျှော့ကြည့်စေခြင်းနဲ့တင်တာအတ္တစိတ်တွေလျှော့ချလိုက်မယ်ဆိုရင်သားသမီးတွေကတင့်ကိုတိုင်ပင်ဖို့ဝင်လင်းနေတော့မှာမဟုတ်ပါဘူးအထင်းကိုကောင်းတဲ့မိဘသားသမီးကိုချစ်တတ်တဲ့မိဘနဲ့ကြုံခဲ့ရတဲ့သူတွေကတော့ဒီစာစုလေးကိုမြင်မယ်ဆိုရင်ပြောကြဆိုကြပါလိမ့်မယ်အစိတ်သင့်စေတဲ့စာလို့ပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့အတ္တကြီးတဲ့မိဘတွေနဲ့ကြုံခဲ့ရတဲ့သူတွေကိုပဲဒီလိုခံစားချက်ကိုနားလည်တာပါတကယ်လို့ဒီစာစုကိုဖတ်နေတဲ့သူကအတ္တကြီးတဲ့မိဘဖြစ်နေခဲ့မယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာလေးတစ်ခုရှိပါတယ်တင့်ရဲ့သားသမီးတွေအရန်ပင်ပန်းနေပါပြီစိတ်တန်ရာတွေလည်းအများကြီးရနေပါပြီတင့်ရဲ့ဆဲဆိုတန်းတွေထက်ကြရမှအရန်ကြောက်နေပါပြီဒါကြောင့်ငါကောင်းစီခြင်းလို့လုပ်ခဲ့တာပဲငါမမားဘူးဆိုတဲ့အတ္တစိတ်တွေကိုလည်းရှော့ချပေးကြပါတင်းရဲ့သားသမီးတွေဟာလောကကြီးထဲမှာအာတင်းပြီးရှင်သန်နေကြတယ်ဆိုတာတတိရှိရှိနဲ့မြင်နိုင်အောင်ကြိုးစားပေးကြပါနော်တကယ်လို့ဒီစာစုကိုဖတ်နေတဲ့သူကအတ္တကြီးတဲ့မိဘနဲ့နေထိုင်ခဲ့ရတဲ့သားသမီးတွေဖြစ်နေခဲ့မယ်ဆိုရင်ကျွန်တော်တစ်ခုလောက်ပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းတင်တို့နဲ့အတူတူဖြစ်ခဲ့ဘူးပါတယ်အခုတော့ကျွန်တော်မိဘကအရှင်လိုအတ္တမကြည့်တော့ပါဘူးကျွန်တော်ညီမလေးတွေအပေါ်မှာလည်းထင်းကုတ်မှုကောင်းတဲ့မိဘဖြစ်နေပြီးကျွန်တော်တို့မိသားစုလေးဟာအေးချမ်းတဲ့မိသားစုလေးဖြစ်နေပါပြီဒီလိုဖြစ်ဖို့အတွက်ကျွန်တော်ကိုယ်တိုင်ပဲဖန်တီးခဲ့တာပါဘယ်လိုဖန်တီးခဲ့ရလဲဆိုတော့နံပါတ်1မိဘတွေကိုနားလည်အောင်ကြိုးစားခြင်းငါမိဘတွေဘဝကကြမ်းခဲ့ပြီးဒေါသမောဟတွေနဲ့ဖြတ်သန်းခဲ့ရလို့ဒီလိုဖြစ်နေတာဆိုတာကိုအရင်ဆုံးနားလည်နိုင်အောင်လုပ်ပါတယ်ပြောရမယ်ဆိုရင်မိဘတွေကကိုနားလည်မပေးတဲ့အခါကိုယ်တိုင်ကပဲသူတို့ကိုနားလည်နိုင်အောင်ကြိုးစားတာမျိုးပါနံပါတ်2မိဘရဲ့အဝေးဆုံးမှာနေခြင်းနဲ့ထောက်ပံ့ခြင်းမိဘနဲ့ဝေးတဲ့နေရာမှာအဆောင်နေပြီးအလုပ်လုပ်ပါတယ်ဒီလိုမိဘနဲ့ဝေးလာတဲ့အခါ
မိဘရဲ့တန်ဖိုးကိုကိုယ်တိုင်နားလည်လာသလိုမိဘတွေဟာလည်းသားသမီးရဲ့တန်ဖိုးကိုနားလည်လာကြပါတယ်နောက်တော့ထောက်ပံ့နိုင်အောင်ကြိုးစားပါတယ်မိဘတွေဟာငွေမက်တဲ့သူတွေမဟုတ်ကြပေမဲ့ကိုကမိသားစုအတွက်တစ်စိတ်တစ်ပိုင်းထောက်ပံ့လာနိုင်တော့မိဘတွေအနေနဲ့ရုန်းကန်ရတာနဲလာတဲ့ဘဝအမောတွေလျော့လာတယ်ဒီတော့တခုခုပြောချင်ရင်တော့ပြောချင်စိတ်ကိုသူတို့ဘာသာထိမ့်တက်လာကြပါတယ်နံပါတ်3အချိန်တစ်ခုမှအိမ်ပြန်ပါနားဝင်အောင်ပြောပြပါကျွန်တော်မှညီမလေးတွေရှိနေတာမို့သူတို့ကိုလည်းကျွန်တော်လိုမျိုးမဖြစ်စေချင်ပါဒီတော့မိဘကကျွန်တော်ကိုအတ္တဝါဒနဲ့မအုပ်ချုပ်တော့ဘူးဆိုရင်တော့ကျွန်တော်အောက်ကအငယ်တွေပေါ်အုပ်ချုပ်နေနိုင်ပါတယ်ဒီတော့အိမ်ကိုပြန်နေအငယ်တွေကိုအော်ဟစ်ပြောဆိုတဲ့အခါသူများသားသမီးတွေနဲ့နိုင်ရှင်ပြောတဲ့အခါဒီလိုမပြောသင့်ကြောင်းဒီလိုပြောတဲ့အခါဘလို့တွေဖြစ်လာကြောင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမိဘတွေကိုမဆုံးမခိုင်းစေပဲကိုယ်တိုင်ပဲညီမလေးတွေကိုနားဝင်အောင်ပြောပြီးဆုံးမတာမျိုးဝင်လုပ်ပေးပါတယ်ဒီလိုနဲ့မိဘတွေအတွက်အလေးအကျင့်ဖြစ်လာပြီးတခုခုဆိုရင်သူတို့ကိုယ်တိုင်မပြောတော့ပဲကျွန်တော်ကိုပဲဆုံးမခိုင်းတာမျိုးလုပ်ပါတော့တယ်အပေါ်မှာပြောပြခဲ့တဲ့အချက်၃ချက်ကကျွန်တော်ကိုယ်တိုင်ကျင့်သုံးခဲ့ပြီးတကယ်အသုံးဝင်ခဲ့လို့မျှဝေလိုက်တာပါမိဘတွေငါ့ကိုကျူရှင်အထိလိုက်လာပြီးအဆက်ခွဲမလားငါမကောင်းကြောင်းကိုတရက်ပွက်လုံးလိုက်ပြောနေမလားငါ့ကိုတခြားသားသမီးတွေနဲ့ဘယ်တော့မှနှိုင်းရှင်မလဲငါ့ကိုအတုံးမကြကြောင်ဘယ်ချိန်ထပြောမှလဲဆိုပြီးစိုးရင်ခဲ့ရတဲ့နေ့ရက်တွေကျွန်တော်အများကြီးရှိခဲ့ပါတယ်နောက်ပြီးတက်တည်ဖို့အချိန်ချင်းစူးစမ်းမှုတဲ့နေ့ရက်တွေရှိခဲ့ပါတယ်အခန်းထဲမှာတိတ်တိတ်လေးငိုကြွေးခဲ့တဲ့နေ့ရက်တွေများစွာရှိခဲ့ပါတယ်ဒီလိုနေ့ရက်ဆိုးတွေကိုကျွန်တော်ကိုယ်တိုင်ရုံထွက်နိုင်အောင်စူးစမ်းခဲ့ပါတယ်အားလုံးလည်းနေ့ရက်ဆိုးကနေရုံထွက်နိုင်ပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။